ညနေရောက်ပြီဆိုတော့ကျွန်တော်ပုံမှန်အလုပ်လေးကျွန်တော်ပုံမှန်လုပ်နေတဲ့အလုပ်လေးပေါ့ဘလုံးပါမယ်ဗျာပြီးဖနပါမယ်စိတ်ပါမယ်ပြီး Bluetooth ပေါ့ဒီမှာတော့ရေဘူးလည်းပါတယ်ဒီဘလုံးကြောင်းပဲကျွန်တော်ကတယောက်ထဲနေရတာအဆင်ပြေလေဗျာတယောက်ထဲနေရတာလည်းပျော်ရွှင်မှုတွေရှိတယ်ဒီဘလုံးမရှိရင်ကျွန်တော်တော့နေရာထိုင်ရတော်လေးအဆင်ပြေဦးထင်တာပဲတနေ့အပြည့်တည်းဒီကတော့ကျွန်တော်ဒီနေ့ကရှော့ထားတော့လည်းဖြူဖွဲတယ်ရှေ့တော့အကုန်လုံးရှော့ထားအလုံးနိုင်ရဲ့မှာကျွန်တော်ရှော့ထားဆိုတော်တော်လေးလာတယ်တယောက်ထဲပဲဆိုတော့ဒီတိုင်းတယောက်ထဲဘလုံးစော်နေတာနည်းနည်းဟိုဖြစ်တယ်ဗျာတိတ်ပျော်ရွှင်မှုမရှိဘူးပေါ့ဒါကြောင့်ကျွန်တော်ဘလုံး Bluetooth ရယ် Bluetooth ချိန်ပြီးတော့ဘလုံးတစ်ချင်းနဲ့ဖွင့်ပြီးတော့ဘလုံးတော့ကြမယ်ဗျာဒီလိုလုပ်ရင်ဘလုံးကစားရင်ဘလုံးစော်ရတာတခုကောင်းတယ်ဗျာတော်တော်လေးပျော်စရာနဲ့စိတ်ထဲမှာတမျိုးခံစားရတယ်လို့ပဲအဲကြောင့်ကျွန်တော်လည်းကဲတခါလေးစော်အချိန်ကျွန်တော်တစ်ချင်းဖွင့်ပြီးဘလုံးတော့တယ်တော်လေးစင်ပြေတယ်ဗျာThe Bluetooth device is connected successfully. ချင်းကပါတဲ့ချင်းနဲ့ဆိုတော့ football ဆိုဒါပဲကျန်တဲ့ချင်းနဲ့တိတ်စိတ်ဝင်စားအောင် football sport အဲ့တော့ကြ